ဖေးမြင့်လုံးသားဟာရထိုအပြုံးပြင်သစ်စာရေးဆရာအန်ဒရိုင်းစန်ဒက်ဆူပယ်ရီမင်းသားလေး The Little Princess ဝတ္ထုကိုစာသမားတော်တော်များများသိကြပါသည်ခလေးများအတွက်နှစ်ချိုက်ဖွယ်ပုံမြင်တစ်ပုဒ်ဖြစ်တဲ့ကဲ့သို့လူကြီးများအတွက်အတွေ့အပွားစေသောစာအုပ်တစ်အုပ်လည်းဖြစ်ကြောင်းဖတ်မိသူတို့လေးစားသိမှတ်ခဲ့ကြပါသည်မင်းသားလေးကိုတည်တော်လဲစန်တက်ဆူပယ်ရီအခြားဝတ္ထုတိုရှီများကိုကတည်သူနဲလာပါသည်စန်တက်ဆူပယ်ရီသည်တိုက်လီရင်မှုတယောက်ဖြစ်၍ဒုတိယကမ္ဘာစစ်အတွင်းနာဇီတို့နှင့်တိုက်ခိုက်စဉ်ကြာဆုံးခဲ့ပါသည်ဒုတိယကမ္ဘာစစ်မတိုင်မီကလည်းသူသည်စပိန်ပြည်တွင်းစစ်တွင်ဖက်စစ်များအားဆန့်ကျင်သည့်ဘက်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးရင်းစစ်ပွဲကာလသူ့အတွေ့အကြုံတရက်ကိုမူတည်၍ထို့အပြုံး The Smile အမည်ရှိဝတ္ထုတစ်ပုဒ်ရေးခဲ့သည်၎င်းဝတ္ထုအကြောင်းကျွန်တော်ယခုပြောလိုပါသည်ထို့အပြုံးကိုသူသည်ကိုတွေ့ဖြစ်ရတစ်ခုအနေဖြင့်ရေးသည့်အလားဝတ္ထုတစ်ပုဒ်အဖြစ်ဖန်တီးခဲ့ကြလားကျွန်တော်မွေခဲ့တတ်ပါသို့တော့ဖြစ်မှန်ဟူ၍ပဲကျွန်တော်ယူခဲ့ပါသည်၎င်းစာ၌စန်တက်ဆူပယ်ရီကသူ့အားရန်သူတို့ဖမ်းမိသွားပြီးအချုပ်ခန်းတစ်ခုထဲထည့်ထားလိုက်ကြောင်းဖမ်းဆီးချုံနှောင်သူတို့၏ဆက်ဆုပ်မုန်းတီးပုံရသောအကြည့်နှင့်ကြမ်းကြမ်းတန်းတန်းဆက်ဆံပုံများအရာနောက်နှစ်များမှာတော့သူ့အားတတ်မည်ဟုမုတ်ချသူယူဆခဲ့ကြောင်းရေးပါသည်ဒီနောက်သူဆက်လက်ရေးသားပုံကိုကျွန်တော်မှတ်မိသလိုပြန်ပြောပြပါမည်ငါ့ကိုတက်ကြတော့မှမုတ်ချဟုကျွန်တော်သိနေပြီလူကအကြီးကျယ်တုံလုံးချောက်ချားကချစ်မကန်မိလက်မကန်မိဖြစ်လာသည်အိတ်တွေထဲရှောင်းလိုက်က secret တလိပ်တလီများသူတို့ရှာတော့ကမတွေ့ပဲကြံရည်လေမလားဟုစမ်းကြည့်မိသည်ကံအားလျော်စွာတလိပ်ရသည်သို့သောလက်တွေအကြီးကျယ်တုံနေသဖြင့် secret ကိုနှက်ခမ်းမှာပင်ကောင်းစွာတက်၍မရခြင်းဆက်လက်ရပြန်တော့မိချစ်ကလိုလာပြန်သည်မိချစ်သည်လည်းသူတို့ယူသွားသဖြင့်မရှိတော့ကျွန်တော်အားစောင့်ကြက်နေသူကိုတိုင်ကြားမှနေ၍ကြည့်မိသည်သူကကျွန်တော်နှင့်မျက်လုံးချင်းမဆိုင်သေလူတယောက်နှင့်ဘယ်သူမျက်လုံးချင်းဆိုင်ခြင်းမီလဲမိချစ်ရှိလေတစိမ့်လောက်ပြကျွန်တော်လှမ်း၍ပြောလိုက်သည်သူကျွန်တော်ကိုလှမ်းကြည့်ပြီးပခုံးတစ်ချက်တွန့်ပြက secret မီးညှိပြီးရန်ရှောက်လာသည်သူအနီးနားကပ်ပြီးမီးညစ်ပြီးနေစဉ်အမတ်မထင်သူနှင့်ကျွန်တော်မျက်လုံးချင်းဆုံမိသည်အဲ့ဒီအခိုက်ကျွန်တော်ပြုံးပြလိုက်သည်ဘာကြောင့်ပြုံးပြမိသလဲကျွန်တော်ဘာသာမသိကျွန်တော်စိတ်ကနာမငြိမ်ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်သည်ဒါမှမဟုတ်လူတစ်ယောက်နဲ့တစ်ယောက်အဲ့လောက်နီးကပ်သည့်အခါမျိုးမှာပြုံးမပြပဲမနေနိုင်တာလားမပြောပြတတ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ပြုံးပြလိုက်မိသည်အဲ့ဒီအခိုက်တည်းမှာသူ့နှလုံးသားနဲ့ကျွန်တော်နှလုံးသားကြားတနည်းပြောရတော့ကျွန်တော်တို့လူသားဝိညာဉ်နှစ်ခုအကြားလျှက်စစ်ဝါယာနှစ်ခုပူးမိသည့်အခါမှာဖြစ်တယ်လို့မိဘတစ်ခုခုန်ကူးသွားသည်ဟုထင်လိုက်ရသည်သူ့မှာငကိုမူလာကကျွန်တော်အားပြန်လည်ပြုံးမြရင်ဆန္ဒမရှိဆိုတာကျွန်တော်သိသည်သို့တော့ကျွန်တော်အပြုံးကတန်နိုင်များကြားမှနေ၍သူ့ထံခုန်ကူးသွားပြီးဒီနောက်တွင်သူ့နှကန်းပေါ်၌လည်းအပြုံးတစ်ခုပေါ်လာသည်သူကကျွန်တော် secret ကိုမိညစ်ပေးပြီးနောက်အနာမှခွာမသွားသေးပဲကျွန်တော်မျက်လုံးများကိုစူးစိုက်စားပြီးကြည့်ကပြုံး၍နေသည်ကျွန်တော်လည်းသူ့ကိုဆက်၍ပြုံးကြည့်နေသည်သူသည်အချုပ်ထောင်ဆောင်တစ်ယောက်မဟုတ်တော့သူ့ကိုလူတစ်ယောက်ဖြစ်ကျွန်တော်မြင်နေပြီကျွန်တော်သူ့ကြည့်ရှုပုံ၌လည်းအဓိပ္ပာယ်သစ်တွေပါလာပြီခမည်းမှာသားသမီးရှိလားသူကမေးသည်ရှိပါတယ်ခမည်းဟောဒီမှာကျွန်တော်ပြတလဲပက်ဆိုင်ကိုဖွင့်ကကျွန်တော်မိသားစုဓာတ်ပုံကိုထုတ်ယူပြီးသူ့အားပြသည်သူလည်းသူ့ကလေးများဓာတ်ပုံတွေထုတ်လာကဒီကလေးတွေနဲ့ပတ်သက်သည့်သူ့အစီအစဉ်များစိတ်ကူးများသူတို့အတွက်မျှော်မှန်းထားသည်များကိုပြောပြသည်တဖြည်းဖြည်းကျွန်တော်မျက်လုံးထဲမှာမျက်ရည်တွေအိုင်လာသည်ကျွန်တော်မိသားစုကိုကျွန်တော်မတွေ့ရတော့မှစိုးရိမ်ထိတ်လန့်လာကြောင်းဒီကလေးတွေကြီးပြင်းနိုင်အောင်ဆောက်ရှောက်နိုင်ခွင့်မရှိတော့မှဝဝနေသည့်အကြောင်းများကျွန်တော်ပြောမိသည်ကျွန်တော်စကားများနားထောင်ရင်သူ့မျက်လုံးများမှာလည်းမျက်ရည်တွေရွှေဝဲလာသည်
ဒီနောက်မူဘာစကားတခွန်းမှမပြောဘဲသူကရုတ်တရက်ကျွန်တော်အချုပ်ခန်းတကားကိုဖွင့်ကကျွန်တော်ကိုအပြင်ထုတ်သည်အချုပ်ထောင်ပြင်ဘက်ရောက်လာပြီးနောက်လမ်းကြိုလမ်းကြမြတ်အကြားတိတ်ဆိတ်စွာဖြင့်ဖြတ်တန်းခေါ်ဆောင်လာပြီးမျိုးစွန်တိုင်းရောက်သည့်အခါကျွန်တော်ကိုလွှတ်ပေးလိုက်သည်ထို့နောက်နှုတ်ဆက်စကားတွေဘာတွေလဲပြောမနေတော့ပဲမြို့ဘက်စီသူလှည့်ပြန်သွားသည်ကျွန်တော်အသက်ကိုအပြုံးတစ်ခုကကဲဆဲလိုက်ခြင်းပေသည်မှန်သည်ဟန်ဆောင်မှုကင်းသောကြိုတင်ကြံရွယ်ချက်မပါသောပင်ကိုယ်တဘာဝအပြုံးသို့မဟုတ်လူနှစ်ဦးအကြားအယိုးသားအပွင့်လင်းဆုံးပေါင်ကူးဆက်သွယ်မှုစန္ဒတ်စုပေရီဤဒီဝိထုလေးကိုအလုတ်ခွင်မှာကျွန်တော်ပြောပြလေးရှိသည်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့တွေမှာဂုံတိတ်ခါတွေဘွယ်တူဂုံတူယာတူအဆင့်တန်းတွေကိုအများကဘလို့မြင်စေကြသည်ဟုသောကိုပိုင်တတ်မှတ်ချက်တွေအလွှလွှအထက်ထက်ဖုံကကိုကာကွယ်ထားကြသည်သို့တော့ဘာတွေဘလို့ဖုံအောင်ဆုံးမှာတော့တကယ်လူပုဂ္ဂိုလ်အစစ်အမှန်ကရှိနေကြသည်ဆိုတာသိကြမြင်ကြစေလို၍ပဲဖြစ်သည်အဲ့ဒီအတွင်ပိုင်းအနက်အရှိုင်းထဲကအရာကိုဝိညာဉ်ဟုပဲကျွန်တော်ဆိုလိုပါမည်ကျွန်တော်ကိုအတွင်းကအဲ့ဒီဝိညာဉ်ဟုကျွန်တော်အမည်ပေးလိုက်တော့အစိတ်အပိုင်းနဲ့တင့်ကိုတွင်ကအလားတူအစိတ်အပိုင်းတို့အပြန်အလှန်တည်ကြမ်းကြပြီးဆိုလေကျွန်တော်တို့အဘယ်နည်းနဲ့မျှရန်သူတွေမဖြစ်နိုင်ကြတော့တယောက်ကိုတယောက်မမုန်းတိနိုင်မနာလိုဝင်တူမဖြစ်နိုင်ကြောက်ရွံ့ထိတ်လန့်ခြင်းလည်းမရှိနိုင်တော့ယခုတော့ကျွန်တော်တို့တသက်လုံးစူးစမ်းတိဆောက်ထားကြသည့်အလွှာအထက်တွေရှစ်ပတ်ဖုံးကွယ်နေသည့်အတွက်တယောက်နဲ့တယောက်အဆက်မှန်မစုံနိုင်ကြပဲရှိနေသည်စန္ဒတ်စူပယ်ရီဤဝိတုကဝိညာဉ်တစ်ခုအပြန်အလှန်တွေ့ထိသိမြင်ကြသည့်ထူးခြားသောအခိုက်အတန့်လေးကြောင်းရေးဖွဲ့ထားခြင်းဖြစ်သည်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီလိုအခိုက်အတန့်လေးတချို့ကြုံမှုပါသည်ဥပမာတစ်ခုပြောရရင်တစုံတစ်ယောက်ကိုရုတ်တရက်ချစ်ကျွမ်းဝင်မိခြင်းမျိုးဆိုပါစို့နှိုးဆိုးရွယ်ကလေးငယ်များနှင့်တွေ့ရသည့်အခါများတွင်လည်းအလားတူဖြစ်မိတတ်သည်ဒီလိုကလေးငယ်မျိုးကိုတွေ့ရသည့်အခါကျွန်တော်တို့ဘာကြောင့်ပြုံးတက်မိကြသလဲအပေါ်ရလာတစ်ခုမျှကာကွယ်ထားခြင်းမရှိသူတဦးကိုတွေ့မြင်လိုက်ရ၍လားသူ၏အပြုံးမှာဟန်ဆောင်မှုကင်းသောအပြုံးအစစ်မှန်ဆုံးအပြုံးဖြစ်ကြောင်းကျွန်တော်တို့သိကြ၍လားဒါမှမဟုတ်ကျွန်တော်တို့ယင်နေရှိငယ်ဝိညာဉ်ကရွယ်သူအချင်းချင်းတိကျွမ်းခင်မင်ကလှစ်လိုအားရစွာပြုံးလိုက်မိခြင်းလား